Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့သူကအဘူရှာကိုကောင်းလေးရမယ့်ဆိုင်လေးကိုညွှန်ပြမှာဖြစ်ပါတယ်နာမည်လေးကတော့ကောင်းစုဖြစ်ပါတယ်ပေါ့နော်ပင်လုံးနာမည်နှစ်ထဲမှာရှိပါတယ်ပေါ့နော်အားလုံးပဲလက်ခဲ့ကြပါဦးရှင်မင်္ဂလာပါရှင်ကောင်းစုဆိုင်ကျေးဇူးပါရှင်ဒါကတော့ဆိုင်မှာရတဲ့မီနူလေးဖြစ်ပါတယ်အဘူရှာဘူးကြာစံတော့ရမယ်ပြီးတော့ဒီမိုရီထောင်းရမယ်ခောက်ဆက်တော့ရမယ်ဟိုတုပ်ဘူးအစာသွင်းနဲ့ဟုတ်လားငဖဲအစာသွင်းလည်းရမယ်ပြီးတော့တုပ်ဘူးတုပ်လေးလည်းရမယ်ရခိုင်မုတ်ဒီတုပ်လေးလည်းရမယ်ပြီးတော့တုပ်ထိုးလေးလည်းရတယ်လို့ဒီကဖတ်တီမရဲ့တံပီယာဒီမဟုတ်တဲ့ကလေးမျိုးရဲ့တံပီယာဒီလည်းရမှာဖြစ်ပါတယ်။ကိုအရင်ဆုံးဆိုင်ရဲ့အဓိကဖြစ်တဲ့အဘူရှာဘူးလေးကိုစမ်းတောက်ကြည့်မှာဖြစ်ပါတယ်။ဘာဆက်ကြပါဦး။မဖယ်လေးတွေရောမကျူလို့တဝက်တောင်ပါဒါလေးကတော့ရခိုင်မုန်တီတုပ်လေးဖြစ်ပါတယ်ဖယ်လေးနဲ့တုပ်ထိုးလေးစားကြပါဦးရှင်ငဖယ်ချောင်းလေးပေါ့နော်全下雪了，好好的，还有，是不是？များလေးနဲ့အဲ့ဒါပဲပြားစားတော်လေးဖြစ်ပါတယ်ပြင်ကြတာအကားမဖက်တီးရဲ့တံပီယာဒီမဟုတ်တဲ့ကလေးမျိုးကကောင်းစုရဲ့တံပီယာဒီလေးစားကြည့်မှဖြစ်ပါရဲ့စားကြပါအောင်ရှင်ဆိုတော့对了没吃冇喏စားရရှယ်ပဲတော့ကြာစံတုပ်လေးစားကြည့်မှဖြစ်ပါရဲ့ခွာတော့ကြာစံတုပ်လေးစားကြည့်မှဖြစ်ပါရဲ့အားလုံးပဲစားကြပါဦးဒါလေးကတော့ခောက်ဆွဲတုပ်လေးပေါ့နော်
တုတ်တိုင်းလို့လည်းပြပြနှင်းနဲ့လေးနဲ့အရတာလဲပတိပေါ့နော်အရစားလို့ကောင်းတယ်ခွာတော့တုတ်ဘူးတုတ်လေးစားပါဖြစ်ပါတယ်နေစားကြပါဦးရှင်ကောင်းတယ်ဒီဘက်ကလေးရောတော့တင်တာမှာတော့ခိုင်တင်မော်ဒီထောင်းလေးစားပြမှာဖြစ်ပါတယ်အရင်ကောင်းကဲပါနော်ဒီရဲ့ဆိုင်လေးစာလေးကိုပြန်ညွှန်းရမယ်ဆိုရင်တော့ကလေးမျိုးစကြလန်ပင်လုံးနဲ့ရပ်ကွက်မှာရှိပါတယ်ရှင်ဆက်သွယ်ရမယ်ဖုန်းနံပါတ်လေးကတော့950 663 968ဖြစ်ပါတယ်ရှင်ဖုန်းဆက်ပြီးတော့လည်းမှာယူနိုင်ပါတယ်ရှင်ပြီးတော့လည်းလာရောက်စားကြည့်ကြဖို့လည်းဖိတ်ခေါ်ပါတယ်ပြီးတော့ဘောနော်ဒီရဲ့ဆိုင်ဖွင့်ချိန်ကြီးကတော့မနေ့9:00 နာရီစပြီးတော့ရပါပြီအားလုံးပဲတတာ